လောကတိဘုံသားတို့ဤအမှားစကားအပိုင်းနှစ်ပေတဝတ္ထုပါဠိတော်မှာလာရှိတဲ့ဝတ္ထုပုဒ်ပေါင်း50ပုဒ်ရှိရာကရွေးထုတ်ပြီးတော့ဘုန်းကြီးတို့တွေဟောပြောတာဇလန်းဇက်ွက်ကအဓိကမဟုတ်ပဲလေကံကြမ္မာဟာတရားတွေအပေါ်မှာဘယ်လိုလွှမ်းမိုးထားတယ်ဘယ်သူမပြုမိမိမှုဆိုတဲ့ကံတရားတွေဟာမိမိနဲ့ဘယ်လိုသက်ဆိုင်ပြီးတော့ကံကြမ္မာရဲ့ပုံရိပ်တွေဟာတရားတွေရဲ့ပုံမှာလာရောက်ထင်ဟပ်ပေါ်လွင်နေတတ်တယ်ဆိုတာတတိပြုပြီးတော့သင်္ကန်းစာယူကြဖို့အဲ့လိုသင်္ကန်းစာယူမှကိုယ့်ဘဝကိုပုံဖော်နိုင်မှာဖြစ်ပါလူတိုင်းဟာကိုယ့်ဘဝကိုပုံဖော်နေတာဖြစ်တယ်ကိုဖော်တဲ့ပုံတိုင်းတို့မဟုတ်ကိုရေးတဲ့ပကြီးရုပ်တိုင်းကိုယ့်ဘဝခရီးမှာထင်ဟပ်တယ်ဒါလေးကိုတတိထားပြီးတော့ပြီးတတ်တဲ့ဘဝကိုယ့်ကိုယ်အကောင်းဆုံးဖြစ်အောင်ကြိုးစားကြဖို့ဒါကအရေးကြီးဆုံးပါလူတိုင်းဟာအတ္တဟိအတ္တနောနာထောလို့ဆိုတဲ့ဘုရားရဲ့ဟောကြားတဲ့တရားတော်အတိုင်းကိုယ်သာပဓာနမိမိကိုယ်သာလူရင်းကိုယ်အားကိုကိုးပြီးတော့ကိုယ့်ဘဝကိုဖန်တီးကြရမှာဆိုတဲ့ဒီလိုဖန်တီးတဲ့အခါမှာဆရာကောင်းတမကောင်းရဲ့အကူအညီမိကောင်းဆွေကောင်းတို့ရဲ့အကူအညီမှန်ကန်တဲ့တရားဓမ္မလမ်းပြမှုတို့ရဲ့အကူအညီဟာလိုအပ်ပါတယ်အဲ့ဒီအကူအညီလိုအပ်ချက်အရမိကောင်းဆွေကောင်းတွေစီကအကျဉ်းညာတရားဓမ္မအတန်တွေမှန်ကန်တဲ့လမ်းကြောင်းမှန်ကန်တဲ့အတွေးခေါ်တွေရဖို့ကြိုးစားမှုအဓိကဘဝမှာဇလန်းဇက်ွက်တွေဆိုတာတော့နေ့စဉ်နဲ့အမျှရှိနေကြပါပဲလူတွေရဲ့ကံကြမ္မာပုံရိပ်တွေဟာဒီဘဝမှာလာပြီးတော့ပေါ်လွင်ထင်ဟပ်နေတာတွေဟာရှိကြရာဇဝမှုပင်တွေနဲ့ပြုမယ်ဆိုလို့ရှိရင်ဒီကနေ့ခေတ်မှာလည်းရှိနေတာပဲတလောရတယ်မဲ့ဂျာနယ်ထဲမှာဖတ်လိုက်ရတယ်သနာစရာကျောင်းသူလေးတယောက်ရဲဆက်ဆက်အသက်ခံလိုက်ရတယ်ဆိုတာတစ်ဖက်ကနေကြည့်မယ်ဆိုရင်ဒါလူသားကောင်ရဲ့လှုပ်ဆောင်မှုလို့အပြစ်တင်မယ်ဆိုလို့ရှိရင်သူ့ကိုအပြစ်တင်ရပစ္စုပန်အကြောင်းတရားအနေနဲ့သူနဲ့ပတ်သက်တယ်သို့တော့ထိုကဲ့သို့ဖြစ်ဖို့ရအတွက်ကံကြမ္မာကဘယ်လိုခင်းရတယ်ဆိုတာတော့မြတ်စွာဘုရားသိလို့ရှိရင်ဘုရားရှိမယ်ဆိုရင်အတိတ်အကြောင်းဟောပြောကောင်းဟောပြောလိုက်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားလက်ထက်တော်ခါကာလတော့ကာလဆိုတဲ့အမျိုးကောင်းသားတယောက်တညာလုံးဘုရားအကြောင်းတော်မှာတရားနာပြီးတဲ့အခါနည်းနည်းစောစောထပြီးရေကနာသွားပြီးမျက်နှာပစ်နေတဲ့အချိန်မြို့တွေကပစ္စည်းဥစ္စာခိုးပြီးတော့ခိုးတဲ့နဲ့တကွတဲဆောင်လာတဲ့တကိုးတွေရခိုးယူလာတဲ့ပစ္စည်းနောက်ကလူအုပ်ကြီးကလိုက်လာတော့မလွတ်တော့ဘူးလို့ဆိုတဲ့အခါမှာတွေ့ရလို့ကြောင်းချမ်းစီတဲ့အနေနဲ့အဲ့ဒီရေကနာမှာမျက်နှာပစ်နေတဲ့ကာလဆိုတဲ့မြို့ကောင်းသားအပြစ်ကင်းစင်ညမှာတရားနာနေတဲ့ပုဂ္ဂိုလ်ပဲသူ့နားလေးမှာအထုပ်ကိုချသွားတယ်မလွတ်နိုင်တော့ဘူးဆိုရင်အလွတ်ယုံပြီးတော့ဒီပုဂ္ဂိုလ်ကအထုပ်ချတာအဲ့ဒီအထုပ်သူ့နားချရတဲ့အတွက်ကြောင့်သူ့ဘဝပြောင်းလဲသွားတယ်လိုက်လာတဲ့လူတွေကသူ့ကိုတခိုးလို့ယူဆပြီးဘုရားကျောင်းလာပြီးခုမှတရားနာကြအောင်ဆောင်းနေတဲ့တခိုးခိုးတယ်နဲ့မိပြီဆိုပြီးတော့သူ့ကိုဝိုင်းဝန်းရိုက်နှိပ်ကြတာနော်ရိုက်နှိပ်ကြတဲ့ထက်မဲ့ကံကြမ္မာဆုံးတာအဲ့ဒါလို့နှစ်ဦးရှိတဦးကတည်ဆုံးသွားတယ်ဖြစ်ပြချင်းတော့ချိန်စီပေါ့တဦးကမသေးဘူးအဲ့တော့မသေးတာဘာလို့မသေးတုံးလို့ဆိုတဲ့အခါကျတော့စောစီရေကလာတဲ့အမျိုးသမီးတွေကုံဘဓာတိလို့ခေါ်တယ်ရေခတ်ရတဲ့တောင်ဝတရားကိုဆောင်ရရတဲ့အမျိုးသမီးတွေကအဲ့ဒီရောက်လာတဲ့အခါမှာသူတို့ကနေပြီးတော့မဟုတ်ဘူးမလုပ်ကြတဲ့ဒီပုဂ္ဂိုလ်ကလူတော်လူကောင်းဘုရားတရားနာနေတာလို့ဝိုင်းဝန်းပြောဆိုကဲတင်လိုက်လို့အမျိုးကောင်းသားတယောက်ကတော့မသိဘူးအဲ့ဒီအကြောင်းကိုမြတ်စွာဘုရားသွားပြီးတော့လျှောက်ထားတာသိတဲ့လူကအတိတ်ဘဝတုန်းကသူကသိအောင်တတ်ခဲ့မသိတဲ့လူကအတိတ်ဘဝတုန်းကသူကသိအောင်မလုပ်ခဲ့ဘူးဆိုတော့ဒီဘဝမှာကြည့်မယ်ဆိုလို့ရှိရင်လူတွေကမှားယွင်းပြီးတော့ရိုက်တတ်လို့သိသွားတယ်လို့ဒီလိုပြောရတို့တော့ဒီလိုရိုက်တတ်လို့သိသွားတာအတိတ်ဆက်ကြောင်းရှိတယ်ကံကြမ္မာဟောင်းကိုပိတ်ရခြင်းပဲဖြစ်တယ်ဒီလိုဆိုအဲ့တော့ရေကနာတဲ့အမျိုးသမီးတွေကဝိုင်းဝန်းပြီးတော့ထောက်ခံပြောကြလို့သေဘေးကလွတ်သွားတဲ့ပုဂ္ဂိုလ်တယောက်ထား
အဲ့ဒီမျိုးသမီးတွေရဲ့ကုညီမှုရရှိပြီးတော့တေဘေးကလွတ်သွားတာအတိတ်တုန်းကလည်းပဲသူကသူများကိုသိအောင်မတတ်ခဲ့တဲ့အကြောင်းတရားကြောင့်မသေးတာလို့မြတ်စွာဘုရားကဒီလိုဖြေရှင်းပြီးတော့ဟောတာသူတို့ရဲ့အတိတ်ဆန္ဒနဲ့အဲ့တော့ဆိုလိုတာကလူတွေမှာမမြင်နိုင်တဲ့ကံကြမ္မာတွေဆိုတာလူတွေရဲ့စိတ်အစဉ်တိုက်ပါပြီးတဲ့နေ့အရေးတစ်ဖွဲကံစိုးကြတော့မြတ်စွာဘုရားကဥပမာပေးထားတယ်လဲယုံနေရတဲ့နွားကြီးရဲ့နောက်ကလှဲပိတ်ပမာလို့ဒုက္ခတွေကြတော့အဲ့ဒါလို့လိုက်ပါကံဟာအခွင့်ရတိုင်းဒီပြုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကိုအကျိုးပေးလိမ့်ရှိတယ်ဆိုတာဒီပုဂ္ဂိုလ်ရဲ့အခြေအနေကိုကြည့်ပြီးတော့ကံကြမ္မာရဲ့ဆွမ်းအားကဒီပုဂ္ဂိုလ်အခြေအနေကောင်းရင်အကုသိုလ်ကံကများများအကျိုးမပေးနိုင်ဘူးအခြေအနေမကောင်းဘူးဆိုရင်ဖြစ်ပြီးတော့အကျိုးပေးတယ်အဲ့တော့ကံကြမ္မာရဲ့သဘောအတိုင်းပဲလောကလူသားတွေဟာဒီလိုဖြစ်နေကြရတယ်ဆိုတာကိုသင်္ကန်းစာယူပြီးတော့တို့ဒီဘဝကစပြီးတော့မကောင်းမှုအကုသိုလ်တွေကိုရှောင်မယ်ဒုစရိုက်တရားတွေကိုရှောင်မယ်ဘဝမှာသင်္ကန်းစာယူပြီးမကောင်းမှုဒုစရိုက်တွေရဲ့အပြစ်အမှန်တမ်းဆိုးတယ်ဆိုတာကိုသင်္ကန်းစာယူဖို့ရတာအဓိကဒီလိုကြဇလန်းဆက်ွက်ဆိုတာတော့အများအားဖြစ်ပေါ်နေမှာ story လို့ခေါ်တယ်ဒီဝတ္ထုတွေဇလန်းတွေ true story ရှိတယ်လောက်ကြံပြီးတော့ရေးထားတဲ့တီထွင်ထားတဲ့ဇလန်းတွေရှိတယ်ဘယ်ဇလန်းပဲဖြစ်ဖြစ်ဇလန်းကအဓိကမဟုတ်ဘူးသင်္ကန်းစာယူပြီးတော့ကိုယ်တိုင်လက်တွေ့ကျင့်သုံးမှုကပို့ပြီးတော့အဓိကကြတယ်လို့အဲ့ဒါလို့အဓိကကြတဲ့အလုပ်ကိုလုပ်ပြီးဖို့အရေးကြီးပါဇလန်းနဲ့လမ်းမဆုံးမဲ့နဲ့ဒီဇလန်းမှာရယူရမယ့်သင်္ကန်းစာမိမိကိုယ်တိုင်သင်ယူပြီးတော့ရှောင်နေတာရှောင်ဖို့နဲ့ဆောင်နေတာဆောင်ဖို့ဒါအဓိကအရေးကြီးတာဒါကြောင့်မို့ဒုက္ခတိဘုံသားတို့ရဲ့အမှားစကားဆိုတာသူတို့ကဒုက္ခတိဘုံရောက်သွားလို့ဒုက္ခတွေပင်လယ်ဝေးနေတဲ့အခြေအနေကနေပြီးတော့လှမ်းပြောလိုက်ကြတာသူတို့လိုမမှားဘူးနော်အဲ့ဒီအချိန်မှာသူတို့ဘာတတ်နိုင်ဘာမှမတတ်နိုင်ဒါကြောင့်မို့လို့တတ်နိုင်တဲ့အချိန်ဘုန်းကြီးတို့တွေကရှောင်နေတာရှောင်ဆောင်နေတာဆောင်မြတ်စွာဘုရားဟောတဲ့တရားကိုဥထိတ်ထားပြီးတော့အကုသိုလ်မှန်သမျှရှောင်ပြီးတော့ကုသိုလ်မှန်သမျှမိမိတို့တဏ္ဍာမှာဖြစ်အောင်ကျင့်သုံးစိတ်နှလုံးဖြည့်စွမ်းအောင်ထားဖို့အရေးအကြီးဆုံးပဲလို့ဒီလိုသင်္ကန်းစာယူထားဒီကနေ့ရွေးချယ်ထားတဲ့ထဲက6ခုမြောက်ဇလန်းတစ်ခုကခန္ဓာတိယပေတိဝတ္ထုလို့ခန္ဓာတိယပေတိဆိုပြီးတော့ခန္ဓာတဆိုတဲ့အဓိပ္ပာယ်ကခေါင်းပြောင်သူကိုခန္ဓာတလို့ခေါ်တယ်ထိပ်ပြောင်ပေါ့နော်ခေါင်းပြောင်စပင်းနေကျွတ်ပြီးခေါင်းပြောင်နေတဲ့ပုဂ္ဂိုလ်မျိုးခန္ဓာတအဲ့ဒီခေါင်းပြောင်နေတဲ့ဘဝအကုသိုလ်ရဲ့ဆွမ်းဆောင်မှုကြောင့်ရောက်သွားတဲ့ပုဂ္ဂိုလ်တူဦးကြောင့်တကယ်တော့ခေါင်းပြောင်နေတဲ့အချိန်ဟာသူဟာလူသားတူဦးမြလာဖြစ်သေးတယ်သူနဲ့ပတ်သက်တဲ့ဇတ်လမ်းမို့ခန္ဓာတိယပေတဝတ္ထုလို့ခေါင်းစဉ်တတ်တဲ့သဘောရှိတယ်သို့တော့ခေါင်းပြောင်တဲ့အချိန်ဟာသူကလူသားတူဦးမြလာဖြစ်သေးတယ်ပေါ့နော်အဲ့တော့ဒီဇတ်လမ်းလေးကလည်းပဲအမှန်တမ်းစိတ်ဝင်စားစရာကောင်းတယ်ပေါ့သူကိုယ်တိုင်ကပြန်ပြီးတော့သူ့ရဲ့ဘဝဇတ်ကြောင်းကိုဟောပြောထားတာအဲ့ဒီဟောပြောထားတဲ့ဘဝဇတ်ကြောင်းကိုသူ့ရဲ့အမှားစကားကိုဘုန်းကြီးတို့မှတ်သားပြီးတော့သူဘာတွေလုပ်ခဲ့လို့ဘယ်လိုအကျိုးဒီခံစားရတယ်တွေ့ကြုံရတယ်ဆိုတဲ့သူ့ဘဝဇတ်လမ်းကိုမှတ်ထားတဲ့အတိုင်းပဲဘုန်းကြီးတို့ကြပြားဂါထာတွေနဲ့မှတ်တမ်းတင်ထားတဲ့ပေတဝတ္ထုကဇတ်လမ်းလေးတစ်ပုဒ်အဲဒီမှာကြပြားဂါထာတွေနဲ့ဇတ်လမ်းဆင်ထားတဲ့နေရာကစတင်ပြီးတော့ပြောကြမယ်ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံကုန်သည်တွေပင်လယ်ခရီးကိုဖြတ်တန်းပြီးတော့ရှေးတုန်းကရွက်လေတွေနဲ့ပင်လယ်ခရီးကိုဖြတ်တန်းပြီးတော့ကုန်ရောင်းကုန်ဝယ်လုပ်ကြတဲ့ကုန်သည်တွေခုခေတ်တော့သင်္ဘောလို့ခေါ်တာရွက်လေကြီးတွေသင်္ဘောကြီးတွေနဲ့အိန္ဒိယသမုဒ္ဒရာလို့ဆိုရယ်ပင်လယ်ခရီးကြီးကိုဖြတ်တန်းပြီးတော့ဘယ်ဘက်ကိုကုန်ရောင်းကုန်ဝယ်သွားကြလဲလို့ဆိုရင်သွဏ္ဏဘူမိလို့ဆိုတဲ့အရက်ကိုကုန်ရောင်းကုန်ဝယ်သွားကြတယ်
Eri Tuana Pumi Sura. Dignity identify Lojara, Mumu Shidabo. The truth out there, Indian and sheep by your message, Dignity, Bangladesh, Neremale, Tuna Pumi, identify Loka, Shidab. Top Yaja, location box. When they are look, oh, a teacher, the mind taught her, you're so in the Yama. But do you need it? Then Yaja, she needed more. Yamasabi ya Tomo Palilu Yitare, Pirilinganare, Palisabi ya Sat Atagado, Sotare, Dona Bumi, Yamale, Yodame solution. Yamalu Yuri and Yamasabi Yaro. The Tomio Pawanja, Dona Bumi. Hello, Jonji Janaba. Hello, the children Dona Bumia. Sumatra John Indonesia Nanga, Sumatra John about a win. China look about a win. Sit down Asha, Tita Yigu, Dona Pumido. The Lutama de Bogoleshi. Najawo China Suana Bumi Sure, Lizzie Gidama, Dina Menete Tarashi. Eram Yamario, the Tonga Dona Pumido. The Lutama de Todo Yaso and the Patalua. They are the Nasura, and you bought on the Shiva. Luma the Kubia Mesoloshi. That's of them we part a Capilla was divine. India got through Nanganema Shida, so we are Capilla Woku. We bought that summer. You to me to identify loaded location for that. Yazu Lekana or India Nangam Hope in it. We born Nanganema Shida. Capilla Watu Sura, and Yazu and Lekana. Tilove. Yaso never the historical site Suraha. And Yamamu lady, Shitapa. Erodico Media. Pelagio Chapio, do not Abu Mima. Compisidio, young with Walaja. Pero Indian Nangan. Orida Pine. Aku India down by Orida Pine. Eriga Nebio, she would keep the same. Yamananga Patin Kanyota Mormia Notia, Shit, Susu, and a Tamil Drea. Eri Pele Kayorango, Chatambio, Dona Bumi Yak. Jelly's name below. Siwa Shaja, Gomeri, Lugaja. Tatarian Kamago, Jomala come. Monaine Drea. Jellia, just see you go below. Luria Kazengalea Pipiro Pisonia la Chile. So I know Alaborava went to Rosini Javure, Mahasanaka Satoji were cheaper. Piloepe Penaki Chatana. Laina Lida Kayalo, Temo Pueblo, Lady, Yelly, Pueblo, Nimio and the Tamuri, the Luhari Legion. A good is a lamar, do not put me back with Yellow. Monaine meet me. Yacho Tachobi, Leha, Legia, Mioji, and Yobiro. Pelerega, John the Chong Yao. Don't Abu Migo, Mayao, John the Chong Yao. Eddie John the Chong Yao de Kama, Eddie John Ma. For my man that made it, we manika, Litama, the Unet Bobby or Twitter. For my man, Madame Sapare. Do what? For my money, for my money, Alan Lara Lumia of Jata. Todo. Tu Corangaro, for my man, Piemago, Tomalago. Adalu, for my money, Kanganana, Terema, Bayman, she needed, Sagabio and Jaya, he looked at all leve. A Terega, Sagabio needed Pokuha. Mimico, Mapia Vene. For my manega. From the lavene, a palava penida. Tira, clear the chill of the Pocua. Two, flambid of pure as a calia, Saka, is a lang. Tilu lava de payment needed my from a lavene, Shapido, Sagapionida. Payment sing. The road couldn't Jabi, Tolagaba, Aloha, Twitch and Yava, a Pimaga, a tank bait. Koja
အဲ့လိုပြောတဲ့အခါကျတော့အထဲထဲကတုံ့ပြန်တဲ့အတန်ကဘာလို့ဆိုသူဟာအဝတ်မပါဗလာကိုဒီဖြစ်နေလို့ထွက်ရမှရှက်တယ်သူ့မှာဝတ်ထားတဲ့အကူမရှိဘူးသူ့တကူလုံးကိုအမတမရှိလျားတဲ့သံကေတာနဲ့ဖုံးပြီးတော့နေရတာသူ့မှာအဝတ်မရှိဘူးစပင်နဲ့ပဲဖုံးကွယ်ပြီးတော့ထားရလို့အခုလိုအနေအထားမျိုးပဲသူဟာဝလစ်စလင်းနဲ့ထွက်ပြီးတော့ပြရမှာအမတမရှက်လို့သူလှုပ်ထားတဲ့ကုသိုလ်ကံလေးကလည်းအမတမအားနေလို့သူ့မှာပြည့်ပြည့်စုံစုံမရှိပါဘူးရွှေကြောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ဆိုတာလို့ဝတ်เสียအဝတ်တောင်မရှိပါဘူးတဲ့ဘုံဘိမှန်ကြီးရထားပြီမဲ့လို့ဒါကြောင့်မို့လို့ထွက်ပြီးတော့မပြရဲပါဘူးလို့ဗိမှန်ရှင်ကအဲ့ဒါလို့အကြောင်းပြန်တဲ့အခါကျတော့လေတကြီးကသူ့ကိုပါလာတဲ့သူ့မှာပါလာတဲ့အဝတ်တွေကိုလှမ်းပေးတယ်အဝတ်မပါဘူးဆိုရင်ဟောဒီအဝတ်ကိုဝတ်ပြီးတော့ထွက်ခဲ့ပါဆိုပြီးတော့သူဝတ်တဲ့အဝတ်စုံတွေအပေါ်ပါလာတဲ့အဝတ်စုံတွေဘုံမိမှန်နဲ့လှမ်းပြီးတော့ပေးလှမ်းပြီးတော့ထည့်လိုက်တယ်ပေါ့အဲ့ဒါလို့ထည့်တဲ့အခါကျတော့ဗိမှန်ရှင်ကဘာပြောတော့ဆိုသူတို့ဘဝဟာအခုလို့လက်နဲ့ပေးလို့ဘာပစ္စည်းမှရနိုင်စွာမရှိပါဘူးနော်တရေကားတွေပဲကြည့်ဘူးကြလိမ့်မယ်တချို့တရေကားတွေမှကြည့်ဘူးကြည့်လို့ကင်လို့မရဘူးဆိုတာပေးလို့ကင်လို့လည်းမရနိုင်ဘူးပေါ့သူတို့ဘဝကအဲ့ဒီသူများကပေးတဲ့ပစ္စည်းကိုနှမ်းယူလို့ယူပြီးတော့ဝတ်ဆင်လို့မရဘူးတဲ့နော်အဲ့တော့လူဘဝကတော်တော်ဟန်ကြတာပဲနော်တယောက်ကလက်ဆောင်ပေးဝတ်လို့ရလူပြည်မှာတော့လူတွေမှာတော့ဟိုကံကြမ္မာကတဲ့ကောင်းတယ်လို့ပဲပြောအောင်အဝတ်စားစားလှလှလေးလက်ဆောင်ပေးလဲဝတ်လို့ရတာပဲဘလူကပေးဒီလူကပေးဝတ်လို့ရဒီဗိမာန်ရှင်ရွှေဗိမာန်ကြီးနဲ့နေပြီမဲ့လို့အခုလို့လှမ်းပေးတဲ့အဝတ်ကိုသူရယူပြီးတော့ဝတ်နိုင်တော့မရှိပါဘူးဒါသူပြောတဲ့စကားအရဆိုရင်ဟဋ္ဌိနဟဋ္ဌိတိန်တိန်နနမရှံဥပကပ္ပတိလက်ဆင့်ကံပေးတဲ့အဝတ်မျိုးကသူ့စီဘယ်တော့မှမရောက်ဘူးလေဒါကြောင့်မို့လို့တူတယ်အခုခေတ်နတ်တင်ထားတာတွေကဒီတိုင်းပဲရှိနော်မပြောသည်အုံးသီးတွေတင်ထားဒီတိုင်းပဲမပြောသည်အုံးသီးတွေအဝတ်တွေဆက်ထားဒီတိုင်းထောက်ကျန်းကရွှေညောင်ပင်သွားကြည့်ပေါ့ဘာအစ်စ်ကလေးဆက်ကြသေးလားမသိပါဘူးနော်ဒီတိုင်းပဲသူတို့ဝလို့မရဘူးတဲ့အဲ့ဒါလက်နဲ့ပေးတာမရဘူးတဲ့အဲ့ဒီမှာဒီလိုပေးတာမျိုးဟာသူ့တဲ့ဘာမှအကျိုးမဖြစ်ဘူးတဲ့အဲ့တော့သူကနီးလန်းပေးတယ်သူ့ကိုပေးခြင်းမလုပ်ရရှင်တို့ထဲမှာတဲ့ယရဏသုံးပါးကိုစိတ်ကိုးကွယ်တယ်ကိုချင်းတီလာနဲ့ပြည့်စုံတဲ့ဥပဒကတရားရှိပါတယ်တဲ့သူကသိတယ်အဲ့ဒီကုံတယ်ထဲမှာဥပဒကတရားရှိပါတယ်သူဟာတရားတရားလည်းကောင်းတယ်ကိုချင်းတီလာနဲ့လည်းပြည့်စုံတယ်မြတ်စွာဘုရားရဲ့တပည့်တော်ကလည်းဖြစ်တယ်သူ့ကိုကုညီခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီဥပဒကကိုလှူပါတဲ့လှူပြီးတော့အဲ့ဒီကုသိုလ်ကောင်းမှုကိုသူ့အတွက်ရည်ညွှန်းပါဒါပြဿနာတစ်ခုဖြေရှင်းတဲ့နည်းလမ်းတစ်ခုကိုပေးတာနော်တမန်တော်ဘုရားကလူတွေအတွက်မလုပ်ပေးနိုင်လေအဲ့ဒါဘုန်းကြီးတို့အရင်တခါတော့ဟောတာလေတမန်တော်ဘုရားကဆွေမျိုးများအရေးဆိုပြီးတော့ဟောတာတဲ့ကိုမိဘဆွေမျိုးတွေတမန်တော်ဘုရားရောက်သွားလို့ရှိရင်ဘလို့ကုန်ညီနိုင်တယ်လေအကျိုးရှိအောင်တချို့ကျတော့ပန်းချင်းလေးသွားချထားတာတို့ပန်းချင်းလေးသွားချတာသူပန်ရမှာတော့မဟုတ်တော့ဘူးနော်စားစရာတောက်စရာလေးတွေသွားပြီးတော့တင်ထားတာအဲ့တော့အကောင်မလောင်လေးတွေတော့စားရတာပေါ့နော်တချို့ကလည်းထင်တယ်ခွေးအောင်ဆောင်ပြီးစားသွားတယ်လို့ဒီလိုထင်တာတကယ်စားတာတော့ခွေးနဲ့ကျဲစားသွားအဲ့ဒါလို့သူတို့မှလက်နဲ့ပေးလို့မရဘူးလို့သူပြောပုံကအကြည့်နော်လက်နဲ့အခုလို့ပေးတာသူတို့စီမရောက်ဘူးတဲ့ရောက်အောင်ပေးခြင်းလဲဆိုရင်အဲ့ဒီထဲမှာသီလရှိပြီးတော့မြတ်စွာဘုရားရဲ့တပည့်သားဥပဒကတရားပါပါတယ်တဲ့သူ့ကိုအဝတ်လှူပြီးတော့အစားအစာလှူပြီးတဲ့အခါမှာအညဝေပါလို့ပြောဒါမှန်ကန်တဲ့နိလန်တစ်ခုပဲမှန်ကန်တဲ့နိလန်တစ်ခုတမန်တော်ဘုရားရောက်သွားတဲ့ဆွေတွေမျိုးတွေကိုအကောင်းဆုံးကူညီခြင်းလဲဆိုရင်သူတို့အတွက်ယေရှုကိုယ့်အတွက်ကုသိုလ်လုပ်တာကိုအမျှဝေတာကတစ်မျိုးနော်ဒါမျိုးကြတော့သူ့အတွက်ဆိုပြီးတော့တတ်လုပ်ပေးတဲ့နှစ်ပေါ့အဲ့ဒါကိုအခုလုပ်နေကြတာရှိတယ်လေအကျွတ်အလွတ်ဆိုပြီးတော့ခုလေကောင်းမှုတွေလုပ်ပြီးတော့ပညာရေးတွေမှာသွားပြီးတော့အမျှတန်းပေးဝေတယ်ဆိုအလွန်ကောင်းတာသူတို့အတွက်ကုသိုလ်လုပ်ပေးတာကိုယ့်အတွက်ကုသိုလ်လုပ်တာမဟုတ်ဘူးအလုံးအတွက်ရည်စူးပြီးတော့အမျှတန်းပေးဝေတယ်အင်တာမကောင်းတဲ့ကူညီမှုတစ်ခုပဲပေါ့ဒါတို့ခေါ်ရင်သူတို့အပြေဝရပါတယ်တဲ့ဒါဖြည့်ရှင်းတဲ့နည်းတစ်ခုသူတို့ကိုပေးခြင်းလဲဆိုရင်အဲ့ဒီနည်းနဲ့ပဲလုပ်ပေးလို့ရတယ်တခြားနည်းတွေနဲ့လုပ်ပေးလို့မရဘူးတဲ့
သူ့ကိုအဝတ်စားလှူပါတဲ့လှူပြီးတဲ့အခါမှာအမျှဝေလိုက်ပါအမျှဝေလို့တာရုခေါ်လိုက်လို့ရှိရင်သူစီရောက်လာပါလိမ့်မယ်သူ့မှာဝတ်စားရရလာပါလိမ့်မယ်ဆိုတော့ကုညီချင်းနေတဲ့ကုန်နေတွေကလည်းအဲ့ဒီဥပဒကကိုရေမိုးချိုးလို့နော်သူ့ကိုကြာကြာနာနာတယုတ်တသိပေါ့လေအဲ့ဒီဥပဒကကိုစားစရာသူတို့ပါလာတဲ့စားစရာတွေနော်အဖျော်ယမကာတွေအဝတ်အစားတွေသူ့ရှိမှချပြီးတော့သူ့ကိုတယုတ်တသိလှူကြညတယ်အဲ့ဒါလို့လှူပြီးတော့ဗိမာန်ရှင်ကိုအမျှဝေလိုက်အဲ့ဒါလို့လေအမျှဝေလိုက်ရောဗိမာန်ရှင်ဟာအမှန်တမ်းလှပတဲ့ဝတ်စုံကြီးတစ်ခုနဲ့ဝတ်ဆင်မိတာဖြစ်သွားသူအဲ့တော့အော်ကသူကံရဲ့အကျိုးစားအာဓုလို့ခေါ်လိုက်တာနဲ့သူ့မှာဝတ်ဆင်အပြည့်စုံသွားစားစရာတွေရသွားတယ်အရင်ကလို့ရွှေချောင်းကောင်ကောင်ဝမ်းပြောင်ပြောင်ဝမ်းခေါင်ကောင်နော်ရွှေချောင်းပြောင်ပြောင်ဝမ်းခေါင်ကောင်မဟုတ်တော့ဘဲနဲ့ဝတ်စရာတွေစားစရာတွေနဲ့သူ့မှာပြည့်ပြည့်စုံစုံကြီးဖြစ်သွားတယ်ငကောကဆံမင်နဲ့ဖုံးပြီးတော့ဝတ်စရာမရှိစားစရာမရှိဗိမာန်ကြီးထဲမှာနေရတဲ့ဘဝလွတ်သွားပြီးတော့အခုတော့ဝတ်စရာတွေရောစားစရာတွေရောပြည့်ပြည့်စုံစုံရလာတယ်တဲ့အဲ့ဒါလို့လဲရလဲရရပြုံးပြုံးရွှင်ရွှင်ရဲရဲမောမောနဲ့ဘုံမင်းတန်လေးကဖြတ်ပြီးတော့ပြတယ်တဲ့နော်ချက်ချင်းရတယ်အဲ့ဒါလို့ချက်ချင်းရတယ်ဆိုတာကိုလည်းပဲမြတ်စွာဘုရားဟောထားတာရှိတယ်ဩနမေဥဒကံဝုဋ္ဌမြင့်ရာမှာရွာချလိုက်တဲ့မိုးရေဟာယထာနေနံပဝတ္တိနေရာကိုစီးသွားတယ်လို့ပဲတဲ့ဧဝမေဝဣတောထေနံပေတာနံဥပတ္တပတိဒီဘဝကလှူလိုက်တဲ့ကုသကံရဲ့အကျိုးတရားဟာတမလွန်ဘဝကဆွေမျိုးတွေချက်ချင်းရောက်ပါတယ်အချိန်မဆိုင်ရပါဘူးအာရုခေါ်လိုက်တာနဲ့ချက်ချင်းရသွားတယ်ဒီလိုဆိုတာနော်ယထာဝါရိဝဟာပူရာပရိပူရင်တိတာကမြစ်တွေချောင်းတွေစီးသွားတဲ့ရေတွေအားလုံးဟာပင်လယ်ထဲဝင်သွားတယ်လို့ပဲဒီကရည်စူးပြီးလှုပ်လိုက်တဲ့ကုသကောင်းမှုရဲ့အကျိုးကျေးဇူးတွေဟာကိုရည်စူးတဲ့ပုဂ္ဂိုလ်ကြီးအပြည့်အဝရောက်သွားတယ်စီးဝင်သွားတယ်ဒါကတိရောကုဋ္ဌတုံးမှာမြတ်စွာဘုရားဟောထားတဲ့ခါတာဥပမာနဲ့ရှင်းလင်းပြီးချက်ချင်းရပုံညာကရိယာဝတ္ထု10မျိုးဆိုတာရှိတယ်အဲ10မျိုးထဲမှာကြည့်လေပဋိဌာနာတဲ့ပတ္တနုမောဒနာပဋိဆိုတာကိုရထားတဲ့ကုသိုလ်ဒါနမျှဝေပေးတာရှယ်ယာလုပ်တယ်ကိုရထားတဲ့ကုသိုလ်ကောင်းမှုကိုသမလမောဆွေမျိုးသားချင်းတွေအတွက်ရှယ်ယာလုပ်တယ်မျှဝေတယ်ပေါ့ပတ္တနုမောဒနာအဲ့ဒီရှယ်ယာလုပ်ထားတဲ့ကုသိုလ်ကိုဝမ်းမြောက်တာတစ်ဖက်ကသူ့အတွက်ရှယ်ယာလုပ်လိုက်တဲ့ကုသိုလ်ကိုဝမ်းမြောက်လို့မတာရုခေါ်တယ်လက်ခံတဲ့သဘောကိုဖော်ပြတာဒီဘက်ကပေးတယ်ဟိုဘက်ကခံယူတယ်ဒီနှစ်ခုကိုက်ညီသွားတာနဲ့တပြိုင်နက်အကျိုးကျေးဇူးကချက်ချင်းရောက်သွားတယ်ဒါကဖြည့်ရှင်းတဲ့နည်းစနစ်တစ်ခုမှန်ကန်တဲ့နည်းစနစ်တစ်ခုဒီနည်းနဲ့ကောင်းကျိုးချမ်းသာတွေရတယ်မြန်မာနိုင်ငံမှာလည်းပဲဒီလိုပုံဝတ္ထုလေးတွေခဏခဏကြားသူ့အတွက်အမျှဝေပေးပါတို့အိမ်မက်ပေးတာတို့ပြောတာတို့ဒါမျိုးတွေခဏခဏကြားဘူးတယ်ပေါ့နော်အဲ့တော့အခုဒီဗိမာန်ရှင်ဟာလည်းအခုလိုအမြန်တမ်းပေးဝေလိုက်တာနဲ့တည်းနဲ့လှပတဲ့ဝတ်စုံကြီးဝတ်ဆင်ပြီးတော့ပြုံးပြုံးရွှင်ရွှင်နဲ့ဗိမာန်တွေကထွက်လာပြီးတော့ပြောတယ်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးဒက္ခိဏလို့ဆိုတဲ့ဒီစုံတစ်ခုရည်ညွှန်းပြီးတော့လုပ်လိုက်တဲ့ကုသိုလ်ကံရဲ့အကျိုးကျေးဇူးကိုအားလုံးကြည့်ကြပါဆိုပြီးတော့သူရထားတာကိုပြုံးပြုံးရွှင်ရွှင်ထိပေါက်တဲ့လူလိုပဲနော်မျက်နှာရွှင်ရွှင်ပြောက်ပြနဲ့ဗိမာန်တွေကထွက်ပြီးတော့ပြတယ်အဲ့ဒီမှာကုန်းတွေကဝိုင်းမေးကြတယ်ဘာဖြစ်လို့ဒီလောက်လှပတဲ့ဗိမာန်ကြီးကိုရတာလဲဘာကုသိုလ်တွေလုပ်ခဲ့တာတော့လူဘဝတော့ဆိုတော့သူကပြောတယ်သူတခုသောဘဝမှာဗာရဏသီပြည်မှာလူဖြစ်တယ်တဲ့သူဆန္ဒဗာရဏသီပြည်မှာဖြစ်တော့သူကခန္ဓာကိုယ်နဲ့ရင်းနှီးပြီးတော့လောက်ကင်စားတော့ရတဲ့အမျိုးသမီးဖြစ်တယ်ပေါ့အဲ့ဒါကိုပြည်တန်းစာလို့ခေါ်တယ်ရှေးကတခါတရံကျတော့သူတို့ခေတ်ရဲ့လူနေမှုစနစ်လို့ပြောအမျိုးသမီးငယ်လေးတွေဟာအမှန်တမ်းသနာစရာကောင်းတယ်သူတို့ခေတ်လူနေမှုစနစ်တွေခေတ်ရဲ့ယုံကြည်ချက်တွေနောက်ပြီးတော့လူမျိုးတွေရဲ့ဒလေးထုံတောင်းစင်လာတွေဆိုတာ
ဒီကနေ့ခေတ်မှာလည်းပဲရှိတာအင်တာမတ်တချို့ဟာတွေကြောင့်ဟိုတနားကြတောင်းတယ်ဒလေထုံးတန်းစင်လာကြအမေရိကန်ကထုတ်တဲ့ geography magazine ထဲမှာကြည့်ပဲဆိုရင်လူမျိုးတွေရဲ့ဒလေထုံးတန်းစင်လာတွေတော်တော်ထူးဆန်းတယ်တချို့လူမျိုးတွေကကြည့်လိုက်တဲ့အခါရုပ်ကလေးတွေကတနာကမှလှလှပပလေးတွေအင်ကြီးမဝတ်ဘူးအမျိုးသမီးတွေမောတာအထူးဆန်းမဟုတ်ဘူးမလုပ်ထားတော့ဆိုဝါချီတောက်ကြီးတွေကိုပါဇက်ကိုဆွဲထားတာနှကန်းကြီးကအောက်တွဲကြတယ်ဘာလို့ဆွဲတယ်တော့မသိဘူးနော်ဓာတ်ပုံနဲ့အဲ့လိုတွေ့ရအမျိုးမျိုးပဲအဲ့လိုနှာခေါင်းတွေကိုဖောက်ထားတာတွေလည်းတွေ့ရလိမ့်မယ်။နေရွက်တွေဖောက်ထားတာတွေလည်းတွေ့ရလိမ့်မယ်နော်။လှတဲ့ထင်လို့လောက်ကြတာပဲပေါ့။သူတို့ဒလေးထုံတန်းစင်လာရ။ဗမာတိုင်းရင်းသားတွေထဲမှာတိုင်းရင်းသူတွေထဲမှာလည်းကြည့်ပေါ့နော်။ပထောင်လူမျိုးတွေကြည့်။လက်ပင်ကြီးကိုရှေးနေအောင်ခါတဲ့ကြီးကွင်းကြီးတွေဆွတ်ထားတာ။ဒါသူတို့ရဲ့ဒလေးထုံတန်းစင်လာရ။ဒီလိုယုံကြည်ချက်ကလည်းပဲလူရဲ့အလှပတွေကိုဖြစ်စိပြစ်နေတယ်လို့ဖြစ်တာပဲဒါ။ဒါပေမဲ့သူတို့ကလှတယ်ကျန်တဲ့လူကတော့ဒီအလှပပျက်စီးတယ်လို့ဒီလိုထင်တယ်။အဲ့တော့ရုပ်တန်းစာစင်တာတောင်မှပဲမတူညီကြဘူးအခုခေတ်မှာလည်းပဲငကပန္နာတွေကနော်တပွင့်နဲ့မကဘူးနားတရွက်လုံးပန္နာတောင်ရှိနေငကတင်အားမရလို့တချို့ကပါဇက်ဖောက်ပြီးတော့ပန္နာရှိသေးတယ်ဟောတော်တော်လူရဲ့စိတ်ဆိုတာအမှန်တမ်းဆန်းကျယ်တယ်နောက်ဆုံးမှမျက်လုံးမျက်ခေါင်းလေးတွေတောင်မှပဲစိတ်စီအောင်လာတော့မသိဘူးနော်အဲ့လိုလူတွေဟာလှပတယ်ထင်ပြီးတော့လောက်ချပြကြရှေးခေတ်တုန်းကအမျိုးသမီးငယ်လေးတွေဟာထိုခေတ်ရဲ့ယုံကြည်မှုစနစ်အရာဘာဖြစ်ကြတော့ဆိုတိတ်လှတဲ့အမျိုးသမီးဟာပြည့်တစားဖြစ်သွားတယ်ပြည့်တစားရာသူဖြစ်သွားပြောရမယ်ဆိုရင်တော့ဘုံဆိုင်ပစ္စည်းလောက်တာဒီလိုနဲ့ဖယားလက်ထက်ကိုကရှိတာနော်ဇီဝကရဲ့မေတော်ဟာအင်တမရုပ်ချောတယ်ရုပ်ချောလို့အဲ့ဒီနေရာဖြစ်သွားအမတ်ပါဠိတို့ဆိုတာလည်းဒီတိုင်းပဲအင်တမရုပ်ချောတယ်ရုပ်ချောသည့်အတွက်ကြောင့်ပြည့်တစားဘဝရောက်သွားတာသူတို့ခေတ်ရဲ့စနစ်ပဲနော်အခုဒီမှာလဲဗာရဏသီပြည်ကအခုဗိမာန်ရှင်ကသူ့အတိတ်ဘဝတုန်းကသူဟာရုပ်အမတမချောမောလှပတယ်တဲ့ချောမောလှပတဲ့ထဲမှာသူ့ရဲ့အလှပဘာတော့ဆိုကေတကလျာဏီလို့ခေါ်ရတော့အောင်သဘင်ကသူများတဲ့ပို့လှတယ်ခုခေတ်တော့သဘင်လှအောင်လုပ်လိုက်ကြတာမပြောလှတော့လှပါတယ်နော်လှအောင်လို့ဆိုပြီးတော့ဆေးမျိုးမျိုးနဲ့လုပ်ကြတာရှေးခေတ်ကအလှတော့သဘင်ရှည်ပြီးတော့ကော့ပြန်နေတာကိုအလှလို့ယူတယ်ခဏခေတ်ကျတော့လှပုံလှနီးတစ်မျိုးပြောင်းသွားပြီပေါ့နော်ကိုယ်နိုင်များတို့အောင်ဖြတ်ရတယ်ထွန်းတယ်အခုတော့နောက်ဆုံးကျတော့ကရုံးဖြစ်သွားတာအဲ့ဒီတော့သဘင်ကအမတမရှည်ပြီးတော့အလှပရှိတော့အမျိုးသမီးတိုင်းကအားကြတဲ့အမျိုးသမီးကကြပြီးတော့မနာလိုတဲ့အမျိုးသမီးကလည်းရှိလာသူ့ရဲ့သဘင်အလှကိုမနာလိုတယ်အဲသဘင်ကိုတန်မိုးထားတဲ့ခေတ်လို့ပြောရမယ်အဲ့ဒီချိန်နော်အဲ့ဒီသဘင်ကိုမနာလိုဖြစ်တဲ့အခါကျတော့ဘာလုပ်တော့ဆေးဆရာတယောက်နဲ့ပေါင်းပြီးတော့သဘင်ကျွတ်ဆေးခေါ်ဆက်ပြီးအဲ့ဒီအမျိုးသမီးရဲ့အနီးကပ်ပြုစုတဲ့အမျိုးသမီးတယောက်ကိုပတ်စံပေးပြီးတော့သဘင်ဆိုးတဲ့ထဲရေချိုးတဲ့ထဲမှာသဘင်လျှော်တဲ့ထဲမှာအဲ့ဒီသဘင်ကျွတ်ဆေးတွေထည့်လိုက်လူလောကဆိုတာတော်တော်ဆန်းတယ်နော်အဲ့ဒီဆိုရင်ကျွတ်ဆေးရလဲတော်တော်ပြင်းပုံရတယ်ဘာလဲဖော်ဆက်တယ်တော့မသိဘူးပေါ့အဲ့ဒီခေါင်းလျှော်ပြီးတော့ရေထဲငုံလိုက်တာနဲ့တပြိုင်နက်ဆွေးနေအကုန်ကျွတ်သွားလို့နော်ဆွေးနေအကုန်ကျွတ်ချသွားတယ်ကတုံးဖြစ်သွားအဲ့ဒါကိုရည်ညွှန်းပြီးတော့သူကခန္ဓာတိယထိတ်ပြောင်ဥထိတ်ပြောင်သွားတဲ့ပြိတ္တာမလို့တကယ်တော့သူကပြိတ္တာမဖြစ်သေးဘူးအဲ့ဒီအချိန်အမျိုးသမီးကသဘင်နေအလုံးကျွတ်သွားပြီးတော့ကရုံးပြောင်ဖြစ်သွားတယ်ရှက်တာပေါ့ရှင်းတော့ကဘုန်းကြီးတို့ငယ်ငယ်တုန်းကတောင်မှပဲကတုံးဆိုတာရှက်စရာကြီးကတုံးမဒေဝီနဲ့ခေါ်ကြတယ်ငယ်ငယ်တုန်းကတော့လည်းဘုံကလည်းခဏခဏချတော့ကတုံးမဒေဝီဘုံချသေးကြီးဆိုကြတယ်အဲ့လိုအဆိုတွေငယ်ငယ်တုန်းကကြားဘူးတယ်ပေါ့နော်ကတုံးတွေအဲ့လိုပဲပြောကြတယ်အခုခေတ်ကတော့ကတုံးခေတ်စားနေတာကိစ္စမရှိဘူးအုတ်ထုတ်လေးဆောင်းလိုက်လဲရသဘင်တူလေးနဲ့ဆိုလဲအဆင်ပြေတယ်ဒါကြောင့်မလို့မျိုးသမီးလေးတွေသီလရှင်ကိုကြတာကောင်းတယ်ဒီလိုဆိုရင်သီလရှင်ဝတ်ဖို့တော်တော်ခက်တယ်နော်အဲ့တော့ခေါင်းတုံးတာဘာမှပြဿနာမရှိတော့ဘူးဒီနေ့ခေတ်ကြတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကခေတ်ကိုခေါင်းတုံးမှုခက်သေးတယ်အဲ့ဒါမှခက်တယ်ယောက်ျားတွေတောင်မှရောင်နေနဲ့လေရောင်တုံးနေနဲ့
ဒါသူရဲ့ထုံးတမ်းစင်လာခစ်ရဲ့အခြေအနေခစ်ရဲ့အမြင်တွေအတွေးတွေဆိုတာထောက်ထားပြောင်းလဲနေတဲ့အရာတွေဒါဖြစ်တယ်အမေရိကန်နိုင်ငံရဲ့ကျွန်းတွေရှေးဥလူသားတွေ Red Indian လို့ခေါ်တယ်အဲ့ဒီ Red Indian တွေကိုအမေရိကန်ဆိုရကိုလိုနီအနေနဲ့သူတို့ကိုနယ်မြေတစ်မြေသတ်မှတ်ပေးထားပြီးထောက်ပံ့ရေးပေးထားတယ်အဲ့တော့အစိုးရထောက်ပံ့တာစားပြီးတော့သူတို့ကအေးအေးဆေးဆေးနေအရက်တောက်ပြီးအသက်40လောက်ကြာသေးကုန်တာလေအဲ့ဒီ Red Indian တွေရဲ့ယုံကြည်ချက်တစ်ခုရှိတယ်သူတို့စီကိုသွားလို့ရှိရင်ဂရုံတုံးမသွားနဲ့လူဆိုးလို့အောက်ပေးတယ်သူတို့ဂရုံတုံးလာလို့ရှိရင်အဲ့ဒါလူဆိုးဆိုပြီးတော့ဝိုင်းဒုက္ခပေးလို့ဘုန်းကြီးတို့ဗမာပြည်ကဆရာဝန်တူအဲ့ဒီဘက်ကိုခီးထွက်ရမှာခီးထွက်ရမှာဖြစ်သူကလည်းဒုံလဘရဟန်းဝတ်ဖို့ရှိတယ်အဲ့တော့ဒုံလဘရဟန်းဝတ်ပြီးမှခီးထွက်ရင်သူကကရုံးနဲ့ထွက်ရတော့မှာသဘင်ကရှေ့မှာမဟုတ်အဲ့ဒါကြောင့်မလို့သူ့အစီအစဉ်ပြောင်းလိုက်ရတယ်အဲ့ဒီကပြန်မှဒုံလဘရဟန်းဝတ်တော့မယ်ဒီ Red Indian Colony ဒေသကိုတွားဖို့အတွက်ရဟန်းဝတ်တာကိုဆိုင်လိုက်ရတယ်လို့ဆိုရင်သူ့လူဆိုးလို့အောင်မိမှာတကယ်ကတော့စိတ်ကူပေးဖို့သွားတယ်ဆရာဝန်ပဲဒါသူကိုယ်တိုင်ပြောပြလို့သိတဲ့အကြောင်းအရာလေးတခုအဲ့ဒီလိုကောင်းပြောင်အောင်တုံးထားလို့ရှိရင်တော့သူတို့ကလူဆိုးလို့သတ်မှတ်တယ်တဲ့အိန္ဒိယနိုင်ငံရဲ့ထုံးစံတစ်ခုကမတွေ့ရတော့ဆိုအိန္ဒိယဟိန္ဒူတွေမိဘတည်လို့ရှိရင်သားသမီးတွေကြုံတုံးတယ်အမျိုးသမီးတွေတော့မပါဘူးနော်အမျိုးသမီးတွေသမီးတွေတော့မပါဘူးသားတွေကြုံတုံးတာတွေ့ကြုံတုံးပြီမဲ့လို့ထိတ်ပေါ်မှာသူကသဘင်အရှည်လေးတစ်ခုခြံထားတယ်နော်အဲ့ဒီအရှည်လေးကတိုးလို့တောင်းလောင်းလေးဘာလို့ခြံထားတာတော့ဆိုဒီဗြဟ္မပြည်တက်တဲ့ဗြဟ္မရန္ဒလို့ခေါ်တဲ့ဒီအတ္တလေးကအဲ့ဒီကနေပြီးတော့ထွက်ပြီးတော့ဗြဟ္မပြည်ကိုသွားတာသူလမ်းပြောင်းမှာဆိုလို့တဲ့အဲ့ဒီသဘင်လေးခြံထားတယ်လို့ပြောတယ်ပဲအကုန်လုံးရိတ်လိုက်လို့ရှိရင်လမ်းပိတ်သွားမစိုးလို့ယုံကြည်ချက်ကအဲ့လိုရှိတာနော်လူတွေကတခါတလေယုံကြည်ချက်တွေကဟုတ်လားမဟုတ်လားလဲဘာမှမပြောနိုင်ဘူး tradition တို့ custom တို့ဆိုတာတော့ရည်စရာလည်းကောင်းတယ်နော်စိတ်ပြည့်စရာလည်းကောင်းတယ်ယုံကြည်ချက်တွေတချို့ဟာကြတော့ reasonable ဖြစ်တယ်တချို့ဟာက reasonable မဖြစ်ဘူးတဲ့တို့တော့ယုံကြည်ချက်တွေကမဆက်လက်နိုင်တာဘူးပေါ့အမျိုးမျိုးပဲဘုန်းကြီးတို့အရက်တွေပါဆိုလို့ရှိရင်တရွေးထမ်းလို့ရှိရင်အသွားကိုရှေ့ကမထားရဘူးတဲ့ဘာကြောင့်တုံးလို့တော့မပြောဘူးနော်မထားကောင်းဘူးပဲအဲလူတွေကလိုက်နာကြအဲတချို့အရက်ကြတော့ရှေ့ကမထားရနောက်ကမထားရဘူးရှေ့ကထားဒီလိုလဲရှိတရက်နဲ့တည်းကမတူဘူးသူတို့ကအဲ့တော့ရှေ့ကထားသွားရင်ရှေ့ကလူထိုးမိမှဆိုလို့လားမသိပါဘူးအဲ့လိုရှေ့ကထားမတော့ဘူးဆိုရင်ယုံကြည်ချက်တွေအမျိုးမျိုးပဲဘုန်းကြီးတို့မိသားစုထဲမှာတောင်မှပဲဒါကနတ်နဲ့ပတ်သက်တဲ့ယုံကြည်ချက်ပေါ့ဘောင်းမီရှေမောရဘူးအဝတ်နဲ့မောရဘူးဘုချင်နဲ့မစီရဘူးပြည့်ညက်ချက်ကပါလားဘယ်ကပြည့်ညက်ထားတော့ဆိုအစင်လာပဲနတ်ကမကြိုက်ဘူးလို့ပြောတာပဲအဲ့နတ်လည်းတစ်ခါမှမြင်ဘူးတာမရှိဘူးအဲတခုတော့ရှိတယ်နတ်တင်တဲ့အခါကျတော့မုံကောင်းကောင်းစားရတာလေးတော့မှတ်မိတယ်မုံစားရတယ်အဲ့ဒါလို့လူတွေရဲ့ယုံကြည်ချက်ဆိုတာ reasonable တော့မဖြစ်ဘူးပေါ့နော်အခုလည်းပဲဒီအဲ့ဒီအမျိုးသမီးဟာဒီဆံပင်ကျွတ်ဆေးတွေခေါင်းလျှော်ရည်ထဲမှာရောထည့်ပြီးတော့လိမ့်ပေးလိုက်တဲ့အခါဆံပင်တွေကျွတ်ထွက်သွားအဲ့ဒီမှာဒရုံးမဘွားရောက်သွားတော့သူရှက်တယ်ရှက်တော့အဝတ်နဲ့ပတ်ထုတ်ထားပြီးမြို့ထဲတော့မဝင်နိုင်မြို့ပြင်မှာတနေရာမှာနေတယ်မြို့ပြင်မှာနေပြီးတော့3-4 ရက်လောက်နေတော့ရှက်နေလို့လည်းထမင်းစားရမှာမဟုတ်ဘူးဆိုပြီးတော့ကတုံးမှဖြစ်သွားတော့သူ့ရဖောက်တယ်တွေလည်းမလာတော့ဘူးထင်ပါတယ်အဲ့ဒီတော့သူမှစားဖို့နေခက်ခဲသွားတော့မလုပ်စားတော့ဆိုသူကအရက်ရောင်းတယ်ပြီးတော့စီရောင်းတယ်စီတယ်လုပ်တယ်စီရောင်းစားတယ်အရက်ရောင်းစားတယ်ဘယ်လိုလုပ်တော့အဲ့ဒီလိုဘဝဝမ်းကြောင်းကိုကြောင်းနေရရှာတာဒုက္ခများကြောင်းနေရတဲ့အချိန်မှာသူတော်စင်ယဟန်တစ်ပါးဆွမ်းခံကြွလာတာမြင်တဲ့အခါမှာနှမ်းမုံညက်ဆိုတာအရသာရှိတဲ့နှမ်းမုံညက်အိမ်တက်ပြီးတော့အဲ့ဒီယဟန်ရဲ့တပိတ်ထဲမှာလောင်းထည့်ပြီးတော့တရိုးတသေးရှစ်ခိုးဝတ်ချပြီးတော့ကုသကောင်းမှုတွေသူလုပ်ခဲ့တယ်တဲ့နှမ်းစတိတွေလို့လည်းပြောလို့ရတယ်နှမ်းမုံညက်လို့လည်းပြောရ
သူစီရောင်းတဲ့အခါစီကျိတ်တဲ့စီကနေထွက်လာတဲ့နှမ်းစချီထွေးသို့မဟုတ်နှမ်းမုံညက်ကိုအဲ့ဒါလှူတယ်လှူလိုက်တဲ့အတွက်ကြောင့်အဲ့ဒီကုသိုလ်ကံရဲ့အထောက်ပံ့ကြောင့်အခုဒီရွှေဘိမှန်ကြီးရနေတာလို့ကုသိုလ်ကံကနေအကျိုးပေးတာဒီလိုအကျိုးပေးတယ်လို့ဒီလိုဆိုတယ်ဓာတုဗိမှန်ရခြင်းအကြောင်းကိုပြောတာသူဘာဖြစ်လို့ Wallace တွေဖြစ်သွားတာတော့ဆိုသူစီလာပြီးတော့သူကအရက်ရောင်းတာဆိုအရက်တောက်တဲ့လူတွေလာကြတာပေါ့အဲ့တော့အရက်သမားဆိုတာမူးပြီဆိုရင်ဘာမှမသိတော့ဘူးလေအဲ့တော့သူကအရက်သမားတွေအစိုးကျွတ်ဗာကျွတ်တဲ့အခါမှာအဲ့ဒီအဝတ်တွေသူကခိုးထားလိုက်တယ်သူကအဝတ်စားတွေခိုးယူလိုက်တယ်အဲ့ဒီလိုခိုးယူလိုက်တဲ့အကုသိုလ်ကြောင့်ဘဝဆိုတာကြောက်ဆွဲကောင်းတယ်နော်သူများအဝတ်ကိုချွတ်ပြီးတော့ခိုးယူလိုက်တဲ့အတွက်ကြောင့်နောက်ဘဝရောက်တဲ့အခါမှာသူ့မှာအဟုတ်ဝတ်ဆရာမရှိဘူးတဲ့အဲ့တော့ဒီလောက်လေးလောက်တာနဲ့ပြင်းထန်လာကြည်လားလို့မပြောကြနဲ့လူဆိုတာတဦးနဲ့တူမတူလူတိုင်းမှာတော့ပြင်းထန်ခြင်းမှထမ်းမယ်နော်ကုသိုလ်ကံလုံးဝမရှိတဲ့ပုဂ္ဂိုလ်တွေကြတော့အကုသိုလ်ကနည်းနည်းလေးလည်းအကျိုးပေးတယ်ကုသိုလ်ကံတွေတခြားကုသိုလ်ကံတွေရှိပြီးကောင်းတာတွေလုပ်ပြီးမကောင်းတာတစ်ခါဖြစ်တဲ့ပုဂ္ဂိုလ်မျိုးကြတော့ကောင်းတာတွေကအကာအကွယ်ပေးသွားတယ်မြတ်စွာဘုရားကနားလည်အောင်ဥပမာတစ်ခုနဲ့ဟောထားတာရှိတယ်နောနကပန်လာတုတ်လို့ခေါ်တယ်အင်္ဂုတ္တရနေကမှာစားခဲနဲ့ဥပမာပေးတာဇီးသီးလုံးလောက်စားခဲလေးကိုအံွက်ထဲကရေထဲထည့်လိုက်မယ်ဆိုရင်တော့မဖြစ်တော့အောင်ငံသွားမယ်တဲ့သို့တော့မြစ်ထဲချောင်းထဲမှာအဲ့ဒီစားခဲကိုထည့်လိုက်လို့ရှိရင်ဘာရတာမှမပေါ့ဆိုလိုတာကကုသိုလ်ကံအမတန်နည်းပြီးတော့အကုသိုလ်တွေများနေတဲ့ပုဂ္ဂိုလ်ဟာနည်းနည်းလေးလို့လည်းခံရမယ်လို့သူတို့ပြောတာနော်ဒါကအခြေအနေကြောင့်ဟုတ်တယ်လေလောကမှာဒီကနေ့လူလောက်ထားတဲ့ဥပဒေတောင်မှပဲအဆန်ချမ်းသာတဲ့လူကျူးလွန်တဲ့အမှုဆင်းရဲသားကျူးလွန်တဲ့လူအမှုချင်းတူတယ်အဆန်ချမ်းသာတဲ့လူကြတော့ပေါ့ငွေပေးနိုင်တာဟုတ်ဒါတဘာဝပဲလေအဲ့ဒါဆိုလို့ရှိရင်မတရားဘူးလို့တော့မပြောနဲ့သူက condition တွေကောင်းတယ်လေအဆန်ပေးနိုင်တာက condition ကောင်းတယ်လို့ပြောတယ်တော့မဟုတ်သူကအားကိုးလောက်တဲ့လူတွေနဲ့သိတယ်အားကိုးလောက်တဲ့လူတွေရဲ့အကူအညီကိုရတယ်ဟောအပြစ်ဒဏ်ကလွတ်တယ်ကံကြမ္မာမှာလည်းပဲအဲ့ဒီတိုင်းပဲကံကြမ္မာကြတော့အားကိုးလောက်တဲ့လူဆိုတာပြောတာတော့ကုသိုလ်ကောင်းမှုတွေရှိတယ်အဆန်ရှိတာလို့ကုသိုလ်ကောင်းမှုတွေရှိတယ်တခြားကုသိုလ်တွေလုပ်တယ်အကုသိုလ်တူတူလုပ်ထားခြင်းတူပေမဲ့လို့ကုသိုလ်ကံရှိတဲ့လူကတတ်တာပြီးတော့ကုသိုလ်ကံနည်းတဲ့ပုဂ္ဂိုလ်ကအပြည့်အဝခံရတတ်တယ်တဲ့ဒီလိုမတူညီတဲ့အခြေအနေလေးတွေကိုတော့သတိထားအောင်ဒီလိုဆိုလို့နော်လူတိုင်းဟာတူညီတဲ့အကျိုးရလိမ့်မယ်လို့တော့ဒီလိုမအောင်မိတ်နေနဲ့အဝန်းကျင်အခြေအနေဆိုတာရှိသေးတယ်လူရဲ့အခြေအနေတွေပေါ်မှာမူတည်တယ် condition ပေါ့အဲ့ဒီ condition တွေဟာတိတ်ပြီးတော့အရေးပါတယ်ဒါကိုပဲဥပနိဒေယပစ္စယောလို့ပြောတာပစ္စည်းလေးစိုက်တာတော့မှကြည့်လေမြေဩဇာကောင်းတဲ့နေရာစိုက်တာနဲ့ကြက်တီးကုန်းစိုက်တာဒီနှစ်ခုကွာလားမကွာလားကွာတယ်လေမြေဩဇာကောင်းတဲ့နေရာစိုက်ရင်အပင်ကြီးထွားမှုကအမှန်တမ်းကြီးမားတယ်ကြက်တီးကုန်းသွားဆိုင်လို့ရှိရင်လှီလေးဖြစ်မှာပေါ့ဘာကြောင့်လို့ဆိုမျိုးစိတ်ချင်းထူတောင်မှပဲအထောက်အကူချင်းကွာခြားသွားတယ်မိုးကောင်းရေရှားအရာစိုက်တာနဲ့မိုးကောင်းတဲ့အရာစိုက်တာမတူရဘူးအချင်းနေချင်းမတူတာဆိုလို့ကံကြမ္မာမှာလည်းဒါတွေကိုထည့်သွင်းစဉ်းစားရတယ်လောနာကပ္ပနာတုတ်ကိုကြည့်အဲ့ဒီတုတ်ကိုနားလေသဘောပေါက်မယ်ဆိုလို့ရှိရင်ကံကြမ္မာဆိုတာလုတ်မိလို့စိုးရိမ်ကြမရှိပါဘူးစိုးရိမ်ကြမရှိဘူးဆိုရင်လောက်တာလို့ပြောတာမဟုတ်ဘူးနော်လောက်တော့မလောက်နဲ့တော့လုံးမိထားတဲ့လူတွေအတွက်ဘာလို့အောင်ကောင်းတာတွေလုပ်မကောင်းတာတွေကိုဖယ်ဖို့အရေးကြီးမြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီတိုင်းဟောထားတာရှိမြတ်စွာဘုရားကိုယ်တိုင်ကဟောဖို့ဟောနေရမတူမဟာဝီရဆိုတဲ့မြတ်စွာဘုရားနဲ့တခစ်သေးပွင့်နဲ့ဒိဋ္ဌိယတော့ဘလို့ဟောတော့ဆိုယောကောစီပါဏမတိပါတေတိပဘောသောနိရိယဥပပစ္စတိမာနတိပါဒလှုပ်တဲ့လူမှန်သမျှငရဲကြတယ်လို့ဒီလိုဟောတာကတိကျကြီးဟောတာမြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးပါဏတိပါတောနိရိယတံဝတ္တနိကောပါဏတိပါဒဆိုတဲ့အကုသိုလ်အမှုသည်ငရဲ၌ဖြစ်စေနိုင်သည်ဒီစကားတစ်ခုကအမှန်တမ်းကွာခြားတယ်နော်ဖြစ်စေနိုင်တယ်လို့ပြောတာဖြစ်ရမယ်လို့ပြောတာဟုတ်ဘူးသူကြိုးပေးခြင်းပေးရင်ငရဲကြနိုင်တယ်လို့ပြောတာဖြစ်နိုင်တယ်လို့ပြောတာဖြစ်ချင်မှလည်းဖြစ်တယ်ဖြစ်ချင်မှဆိုတာတခြား condition တွေပါလာလို့ရှိရင်ဖြစ်ချင်မှဖြစ်မှာပေါ့ဒီအိဗယ်အဲ့တော့ဘလောက်စိတ်သက်သာရစရာကောင်းမလဲမြတ်စွာဘုရားကဟောတဲ့တရားတွေအမှန်တမ်း logical ဖြစ်တယ် reasonable ဖြစ်တယ်
ဆိုင်ရာအကြောင်းတရားတွေကိုထည့်သွင်းစဉ်းစားရမယ်ဆိုတာလောကမျက်တွေ့နဲ့လည်းအမှန်တန်မှန်ကန်တယ်အဆောင်ချမ်းသာရင်ပြစ်မှုသက်သာတယ်အားကိုးလောက်တဲ့လူတွေနဲ့သိရင်လည်းပြစ်မှုသက်သာတယ်မိကောင်းဆွေကောင်းအထောက်အကူပြုမဲ့လူတွေလာရင်လည်းပြစ်မှုသက်သာတယ်ကုမဲ့လူမရှိဘူးပတ်စံလည်းမပေးနိုင်ဘူးဆိုအပြစ်လေးတယ်ဒါကလောကမှာလည်းဒီတိုင်းရှိတယ်ဒါရဲ့ထည့်သွင်းစဉ်းစားရမယ်ချက်တွေကံကြမ္မာမှာလည်းပဲအဲ့ဒီတိုင်းအဲ့တော့ကောင်းတာတွေလုပ်လို့ရှိရင်ကောင်းတာတွေကမကောင်းတာတွေကိုဖယ်ထုတ်သွားမှာပဲကောင်းတဲ့အလုပ်တွေကိုညံ့လုပ်ဖို့လိုအပ်တယ်ဒီလိုဆိုလိုတာနော်အခုဒီမျိုးသမီးဟာအဝတ်ကလေးခိုးလိုက်တာနဲ့တုံးလုံးဘဝရောက်ရတယ်ဝိနည်းစလိဘဝရောက်ရတယ်ဆိုတာကုသကံကလည်းအမတမနဲတာဟိုသူလောက်ကင်စားတော့ရတဲ့ဘဝကုသဖြစ်တဲ့အချိန်ကအမတမနဲတို့ဆိုဖြစ်လိုက်တဲ့ကုသကလည်းဒီနှမ်းစကြီးတွေလေးသို့မဟုတ်နှမ်းပြမုံကလေးကိုစေတနာထက်ထက်တန်တန်နဲ့လှူခဲ့လို့ဘုံမိမှန်ကြီးရတယ်ဒါကုသကံရဲ့အကျိုးလေးတွေခေါ်ပြနော်အဲ့တော့နှမ်းစကြီးတွေကိုလှူပြီးတဲ့အခါမှာသူ့ဘဝမှာဆုံးရှုံးသွားတာဘာလို့ဆိုစပင်မယ်ဒါကြောင့်မို့သူလှုပ်တဲ့ကုသကံရဲ့ဒီအကျိုးကိုသူဗာမျောပြီးတော့ဆုတောင်းတယ်လေလို့ဆိုရင်နောက်ဘဝမှာအလွန်လှပတဲ့ရှည်လျားတဲ့ဆံပင်ပိုင်ရှင်ဖြစ်ရပါလို့ဒီလိုဆုတောင်းခဲ့တယ်ဒါကြောင့်မို့လို့သူဟာလှပတဲ့ဆံပင်ကိုပိုင်ရှင်တဲ့ဗိမာန်ရှင်ဖြစ်သွားတာသူများရဲ့အဝတ်ကိုချွတ်ယူခဲ့တဲ့အတွက်ကြောင့်အဝတ်ဝတ်เสียမရှိဘူးဟောကံကြမ္မာရဲ့ပြောင်းလဲမှုကိုခံရရတယ်လူတွေဟာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေတစ်ချိန်တစ်ခါတုန်းကလှုပ်ခဲ့တဲ့ဟာကိုယ့်ရဲ့တဏ္ဍာမှာဒီတဏ္ဍာမှာဆင်းဆက်မပြတ်တတ္တိတွေကလိုက်ပါလာလို့အဲ့ဒီတတ္တိတွေကအကျိုးပေးပြီဆိုလို့ရှိရင်တူညီတဲ့အကျိုးကိုခံစားကြရတယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့သူကပြောပြတယ်ပြောပြပြီးတော့သူဝမ်းနဲ့စကားပြောတယ်သူဒီဗိမာန်နဲ့သူလှုပ်တဲ့ကုသိုလ်ကလည်းအမှန်တမ်းနဲပါတယ်တဲ့ဒီ၄လပဲသူဗိမာန်ပေါ်မှာနေခွင့်ရမယ်တဲ့၄လကြော်တာနဲ့သူဟာတည်ပြီးတော့အဝိဇ္ဇငရဲကြအောင်သူ့ဘဝသူသွားရမယ့်လမ်းကိုဝမ်းနဲ့ခြေကွဲပြီးအဲ့ဒီအတွက်သူစိတ်ပူနေတယ်ဒီမှာနေဖို့ရသူ၄လပဲအချိန်ရတော့တယ်ဆိုတော့သူ့မှာကဲတင်နိုင်တဲ့နိလန်းတွေမရှိဘူးလားလို့ဆိုခုနကမြတ်စွာဘုရားရဲ့ဥပဒဒီဘုရားကိုကြီးညိုလေးစားပြီးဘုရားတရားနာရတဲ့ဥပဒကတယောက်ကသူ့ကိုကဲတင်နိုင်တဲ့နိလန်းတစ်ခုပြောပြဒီလိုဆိုလို့ရှိရင်အခုပါတဲ့ဥပဒကတွေခုနကဥပဒကတယောက်ကနေပြီးတော့ဟောပြောလို့ကျန်တဲ့လူတွေကလည်းဒီဗိမာန်ရှင်ချက်ချင်းကုသိုလ်ရဲ့အကျိုးကျေးဇူးကိုခံစားရတာသိရှိပြီးတော့အားလုံးဟာဘုရားတရားတန်ခါကိုကြီးညိုလေးစားတဲ့ဥပဒကအဖြစ်ခံယူကြတယ်သူတို့ကိုဒီဗိမာန်ရှင်ကမုတ်ပဲသေးစားအဝတ်အစားတွေလှူဒန်းပြီးတော့ကုသိုလ်ဆက်ပြီးတော့လုပ်တယ်ဥပဒကကအကြံပေးတယ်သူတို့ကိုလည်းကုသိုလ်လုပ်တတော်ထင်ရှားမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုလည်းကုသိုလ်လုပ်ဖို့တာဝတိပြည်မှာမြတ်စွာဘုရားရှိတယ်ပေါ့အကြံပေးတယ်နဲ့သူကကုသိုလ်ကောင်းမှုတွေလုပ်လိုက်ပြီးမြတ်စွာဘုရားသူလှူလိုက်တဲ့ဝတ်စုံတစ်ခုကိုယူသွားပြီးတော့ဘုရားကိုလှူပေးရမယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေလုပ်တဲ့အကြောင်းမြတ်စွာဘုရားကိုလည်းပဲရှောက်ကြားရမယ်ဆိုအဲ့ဒီဥပဒကတွေကကုံတယ်တွေကတာဝန်ယူသွားပြီးတော့သူ့ရဲ့အစွမ်းတတ္တိနဲ့ပဲသူတို့ပြဒီရွက်တိုင်တွေကျိုးပဲ့တဲ့တွေကျိုးပြီးတော့ပင်လယ်ထဲမှာလွင့်နေရလွင့်မျောကြမျောပြီးတော့ကန်းတင်လာတဲ့ပြည်သင်းမောကြီးဟာအဲ့ဒီဗိမာန်ရှင်ရဲ့စွမ်းရည်တတ္တိနဲ့ပဲမကြခင်ပဲသူတို့နေရပ်ကိုပြန်ရောက်သွားကြတယ်ပေါ့ပြန်ရောက်သွားတော့တာဝတိပြည်ကိုသွားပြီးတော့မြတ်စွာဘုရားကိုအကျိုးကြောင့်လျှောက်ထားလို့ဘုရားကိုဝတ်စုံတွေပါတွေလှူဒန်းပြီးတော့သူ့ကိုမျှဝေတော့သူဟာတာရုခေါ်လိုက်အဲ့ဒီတာရုခေါ်လိုက်တာနဲ့၄လကုန်လို့ရှိရင်ငရဲကြရမယ်အစဒီကုသိုလ်ရဲ့စွမ်းအားကြောင့်သူကတာဝရိန္ဒနတ်ပြည်မှာ၄လကုန်တဲ့အခါသူ့ဘဝဆုံးပြီးတော့တာဝရိန္ဒနတ်ပြည်မှာနတ်သမီးတစ်ထောင်ခြံရံရှိတဲ့ဘုံဗိမာန်ရှင်သွားဖြစ်တယ်ဒါကုသိုလ်ဒီဇလန်းကိုဒီလိုပြောတာနော်အဲ့တော့ဒီဇလန်းမှာသူ့ရဲ့ဘဝတွေကံကြမ္မာရဲ့ကြောင်လောင်မှုကိုခံရလို့သူလုပ်ခဲ့တဲ့ကံတွေရဲ့အကျိုးအတိုင်းသူဟာခံစားရတယ်ဆိုတာလူသားတွေအတွက်သူပြောလိုက်တဲ့အမှားစကားအမှန်တမ်းထိရောက်လာတယ်ပေါ့နော်အဲ့ဒီအမှားစကားကိုမှတ်သားပြီးတော့ဘုန်းကြီးတို့တွေလည်းကောင်းတဲ့မကောင်းတဲ့ကံကြမ္မာတွေမပြုမိအောင်ကောင်းတဲ့ကံကြမ္မာတွေလုပ်မိအောင်နေ့စဉ်နဲ့အမျှတတိထားကြဖို့ဒါအရေးကြီးတယ်ပေါ့နောက်တစ်ဇလန်းလေးတစ်ပုဒ်ကဘာလဲလို့ဆိုတော့နာဂပေတဆိုတဲ့နာမည်နဲ့ရေးထားတဲ့ဝတ္ထုဇလန်းတစ်ပုဒ်
ခုနှစ်ခုမြောက်ဇာလံတစ်ပုဒ်ပဲအဲ့ဒီမှာလည်းပဲဒီဘဝဆိုတာကိုလုပ်ခဲ့တဲ့ကံတရားတွေကြောင့်အကျိုးပေးတာဒီဇာလံကအလုံးကြားဖို့ကြတဲ့တန်ကိစ္စတာမဏေဆိုတာရှိတယ်ခုနှစ်နှစ်အရွယ်ကယဟနာဖြစ်သွားတယ်သူနဲ့ဆက်ဆက်တယ်သူ့ရဲ့တူတော်တဲ့ကိုရင်ငယ်တစ်ပါးယဟန်ဘဝမှာမပြောလို့လူထွက်ဖို့ခွင့်တောင်းထားတဲ့ကိုရင်တစ်ပါးအဲ့ကိုရင်တစ်ပါးနဲ့ခီးသွားတယ်ပေါ့ဇာလံကိုပြောမယ်ဆိုရင်ခီးသွားတဲ့အခါမှာဒေါသခရီးကိုဖြတ်တန်းလိုက်တော့တန်ကိစ္စတာမဏေကယဟနာဆိုတော့ဘာတွေတွေ့တော့ဆိုအမှန်တမ်းထူးဆန်းတဲ့ခရီးသွားနေတဲ့နက်နဲ့ပြိတ္တာတွေကိုသွားတွေ့တယ်တွေ့တော့ဒီကိုရင်မြင်ရအောင်လို့ဆိုပြီးတော့တကိုးနဲ့မြင်ရအောင်ပြလိုက်တယ်ပြလိုက်တော့ဗာမြင်ရတော့လို့ဆိုသူတို့ခရီးသွားတဲ့လမ်းကြောင်းပေါ်မှာရှေ့ကနတ်သားတစ်ယောက်ကဆင်ပြူကြီးစီးပြီးတော့သွားရှေ့ဆုံးသူကဆင်ပြူကြီးစီးပြီးတော့သွားအဲသူ့နောက်ကသူ့ရဲ့ညီငယ်ကတော့မြင်းလေးကောင်ကတဲ့ယထာကြီးကိုစီးပြီးတော့သွားတယ်နောက်ဆုံးမြင်မနဲ့တူတဲ့နှမငယ်ကတော့ဘာလို့တော့ညီစီးပြီးတော့သွားနေကြတယ်မောင်နှမ3ယောက်အဲ့တော့သူတို့သွားနေကြတာခကြီးရဲ့နောက်ကနေပြီးတော့ဘသူတွေပါတော့လို့ဆိုအမှန်တန်ကြည်ကွဲဝမ်းနေစရာကောင်းအယုတ်ဆိုးအကြည့်တန်တဲ့ရုပ်နဲ့ဒီတရဝါနှစ်ခုတရဝါနှစ်ကောင်လို့ပဲပြောကြပါတိတ်ကနှစ်ဦးကတော့တန်တင်းပုတ်ကြီးတွေကင်ထားပြီးတော့တယောက်တယောက်ထုနေကြနောက်ကနေလိုက်လာတယောက်တယောက်ထုလာထုလိုက်တဲ့အခါခေါင်းကဖူကြီးထားလာအဲ့ဒီဖူကြီးကနေပြီးတော့သွေးတွေယိုကြတယ်ပြည်တွေယိုကြတယ်အဲ့ဒီလိုကြလာတဲ့သွေးတွေကိုအတင်းလူပြီးတော့ဆုပ်တယ်တယောက်ကနှက်လိုက်ခေါင်းမှာဖူကြီးထွက်လာလိုက်အဲ့ဒီကသွေးတွေသွားဆုပ်လိုက်နောက်တယောက်ကလည်းမညာမတာအဲ့တော့တယောက်နဲ့တယောက်ဖူးထွက်အောင်ထုရိုက်ပြီးတော့ထွက်လာတဲ့သွေးတွေကိုဆုပ်တောက်ပြီးတော့နောက်ကနေပြီးတော့အငမ်းမရအော်ဟစ်ပြီးတော့လိုက်လာတဲ့ပြိတ္တာနှစ်ကောင်ကအမြဲတမ်းထူးဆန်းပြီးတော့ကြောက်မဲ့ဖွယ်ကောင်းတယ်အဲ့ဒီမြင်ကွင်းကြီးကိုမြင်တဲ့အခါကျတော့တန်ကိစ္စမထေကသူ့ကိုရင်ကိုသွားပြီးတော့သူတို့ဘာလုပ်ခဲ့တာတော့အမြဲတမ်းထူးဆန်းတဲ့တတ္တဝါတွေပဲသွားဘာလုပ်ခဲ့လို့လဲလို့ဆိုသွားမေးခိုင်းတာမေးတဲ့အခါမှာစင်မောကနေကြော့နဲ့သွားတဲ့လူလည်းမမေးဘူးနော်မြင်းလဲဘော်ကစီးသွားတဲ့လူကိုလည်းမမေးဘူးထန်းစင်ဘော်ကသူတို့သမီးကိုလည်းမမေးဘူးခုနကတယောက်တင်းမုတ်တွေနဲ့ထုပြီးတော့အလူရဲ့သွေးတောက်နေကြတဲ့ပြိတ္တာနှစ်ကောင်ကိုသွားပြီးတော့မေးတဲ့အခါကျတော့သူတို့ပြောပြပုံလေးကသူတို့ကလူဘွားတော်ကတာမိတာဖ9ယောက်တဲ့နော်အဲ့ဒီနောက်ကတယောက်ဒီတူကြီးတွေနဲ့ထုပြီးတော့သူ့သွေးကိုတောက်ကိုသွေးသူတောက်ကြမ်းကြမ်းထန်ထန်ရဲဆက်ဆက်လုံးနေတာကြီးဘိုးဘွားတော်ကဇနီးမောင်နှံ2ယောက်ပဲရှေ့ကသွားတာသူတို့ရဲ့သားအကြီးဆုံးအလဲကောင်ကသွားတာသူတို့ရဲ့သားလက်နောက်ဆုံးသွားတာသူတို့ရဲ့သမီးဘာဖြစ်လို့ဒီဘဝမျိုးရောက်ထားလဲလို့ဆိုတဲ့အခါသူတို့မိသားစုဟာဘုရားတရားသံဃာကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးတဲ့အဲ့ဒီမှာသူတို့ရဲ့မိတ်ဆွေတဦးကိုအကြောင်းပြုပြီးတော့အားကြီးကလည်းကုသိုလ်ကောင်းမှုတွေလုပ်တယ်သားအလတ်ကလည်းကုသိုလ်ကောင်းမှုတွေလုပ်တယ်သမီးငယ်လေးကလည်းကုသိုလ်ကောင်းမှုတွေလုပ်တယ်အိမ်မှာလှူလို့တန်းလို့အဲ့ဒါလို့လှူတန်းလုပ်တိုင်းသူတို့ကမကျေနပ်ဘူးအမေဖေကလုံးဝမကျေနပ်ဘူးသားသမီးတွေဆဲရေးအဲ့ဒါလို့မကျေမနပ်နဲ့သူတို့တစ်ကလုံးအသက်ဆုံးသွားတယ်။ဘာကြောင့်အသက်ဆုံးလို့ဆိုတော့အိမ်ပြိုကျပြီးတော့သားမိသားဖ9ယောက်လုံးသိသွားအဲ့ဒီသိသွားတဲ့အခါကျတော့အားကြီးဆုံးကခုနကဆင်စီးရတဲ့နတ်သားလာဖြစ်တယ်။ဘုံမစိုးနတ်ပေါ့ခေါ်တာပေါ့နော်။ဗမာပြည်မှာလည်းနတ်တွေပေါ်ပါတယ်နော်။တောင်မြုံသွားချစ်အဲ့ဒီမှာညီငယ်လုံးတဲ့လူကလည်းနတ်သားသွားဖြစ်ပြီးတော့မြင်ထားကြီးစီးရမြင်မငယ်ရလည်းကုသိုလ်ကောင်းမှုကြောင့်ဒီထမ်းစင်စီးရတဲ့နတ်သမီးသွားဖြစ်နောက်ကအမေနဲ့အဖေကြတော့ပြမုတ်ကြီးတွေထမ်းပြီးတော့တယောက်ရဲဆက်ထုရိုက်မညာပတာထုရိုက်ထုလာတဲ့ဘုကနေပြီးတော့သွေးတွေယိုကြဒါတွေကိုအငမ်းမရဆုပ်ဘယ်တော့မှလည်းမဝဘူးတဲ့အဲ့လိုဆင်းရဲဒုက္ခတွေခံနေရတာမေးတော့အဖေကတော့ရှေ့ကလူကသူတို့သားကြီးအလဲကသူတို့သားငယ်နောက်ဆုံးဟာသူတို့သမီးငယ်ကုသိုလ်ကောင်းမှုတွေလုပ်တာသူတို့ကမကြေမနက်ဖြစ်တယ်မကြေမနက်ဆဲဆိုလာနောက်ဆုံးအိမ်ပြိုကျလို့တည်တဲ့အခါမှာသာမိသားဖအားလုံးသေဆုံးသွားတယ်တဲ့သေဆုံးသွားပြီးတော့ဒီဘဝကိုရောက်လာကြတယ်လို့ဒီလိုပြောတယ်
အဲ့တော့ဒီလိုဘဝကိုရောက်လာတာအဲ့ဒီကြတော့မှသူတို့နောင်တရသူတို့ဆဲဆိုချိန်မောင်းခဲ့တဲ့အတိုင်းပဲအလူကံပုဂ္ဂိုလ်တွေကိုဆဲဆိုတယ်။တိုင်းနဲ့လွတ်ချင်တယ်ချိန်မောင်းတယ်ဆဲတယ်အဲ့ဒီအတိုင်းပဲသူတို့မှနားခံရပြီးတော့နောက်ဆုံးသွေးပုတ်ပြည်ပုတ်တွေကိုစားပြီးတော့အငမ်းမရဒီဘဝတယ်လို့လည်းဘယ်တော့မှမရှိဘူး။တူတူထုပြီးတော့ဒုက္ခတွေခံရတာတဲ့အဲ့ဒီလိုခံရတဲ့အကြောင်းကိုသူတို့ပြန်ပြောပြဒီအကုသိုလ်တွေကြောင့်မို့လို့အမလွန်ဘဝမှာလေသူတို့တစ်ခုလုံးဟာပူလောင်ပြီးတော့အမြဲတမ်းဆာလောင်ပြီးအခုလိုတူတူညှင်းဆဲပြီးတော့ဆင်းရဲဒုက္ခတွေကိုရောက်နေကြရတယ်ဆိုပြီးတော့အဲ့ဒီပြိတ္တာနှစ်ဦးကကိုရင်ကိုဘာမှာစကားပြောလိုက်တုံးဆိုတဲ့စကားလေးကဣတရံဟိဓနံတညာဣတရံဣဒစီဝိတံသူပြောချင်တဲ့စကားဣတရဆိုသိတူပါတယ်ဆိုလိုတာကကိုပိုင်ဆိုင်တဲ့ဓနကျင်းငွေတွေစားเสียတောက်เสียစဘာဆိုင်ရည်စဘာတွေဆိုတာအချိန်တိုလေးအတွင်းမှာပဲရှိပါတယ်နော်တဲ့သာဝရစားရမယ့်ဟာမဟုတ်ပါမှန်တယ်ဒါနော်ပိုင်ဆိုင်တဲ့ဥစ္စာဆိုတာချိန်တိုလေးပဲရန်ကုန်မြို့ကြီးကြည့်ပြီးအရင်ပိုင်ခဲ့တဲ့လူတွေရှိသေးလားရှိဘူးပိုင်ရှင်တွေပြောင်းနေကြတာကိုတစ်တလုံးပိုင်မှာအောက်မေ့နေကြအချို့อ่ะနော်ဒါငါအိမ်ငါတိုက်နဲ့ကိုရှိရသွားတာတွေအများကြီးပဲလေပိုင်သွားတဲ့ဟာတွေအများကြီးပဲရန်ကုန်မှာနေသွားတာတထေးကြီးတွေရှိတယ်မဟုတ်လားဆာဖိုးသားတို့ဆာမောင်ကြီးတို့နော်အဲ့ဒီလိုဆာဘွက်ရပြီးတော့တထေးကြီးတွေပိုင်သွားတာတွေအများကြီးရှိတာပဲအဲ့တော့ဘယ်ဟာပဲပိုင်နေဆိုတာခဏလေးပဲချိန်တိုလေးပဲပိုင်ဒီကြားထဲမှာပဲလွှဲပြောင်းလိုက်ရတာတွေကလည်းအများကြီးပဲလေခဏလေးတင်ပိုင်တာဒါမို့သူတို့ကပြောတယ်ဣတရံဟိဓနံတညာဓနဆိုတဲ့ဝေကြီးတွေချိန်တိုအတွင်းလေးပါတဲ့ဒညဆိုတဲ့စားเสียတောက်เสียတွေကလည်းချိန်တိုအတွင်းလေးပါတဲ့ဣတရံဣဒစီဝိတံလူဘဝတက်တန်းလေးရလေအဓမ္မတိုးပါလေတရားဟိုပဲရောက်တဲ့လူအဓမ္မရှားပါတယ်60 80 80ဆိုသိကုန်ကြပြီမရှိတော့ဘုံထားခဲ့ရပြီသွားကြပြီနော်သွားတာလေးကိုသတိမထားမိလို့ပါနေတိုင်းသွားနေကြတာပါနော်အတူရတာသွားတာငါမသွားသေးဘူးလို့ပဲဒီလိုထင်နေတာလူတွေကဒီကမ္မထမ်းပွားတာတောင်မှပဲနော်သူသေးငါဖို့သူသေးပဲထားတယ်ငါသေးသူဖို့မဟုတ်ဘူးနော်သူသေးငါဖို့သူသေးတဲ့ဘက်မှာသူများပဲထားတယ်ကိုမထားဘူးအဲ့ဒါလို့သိချင်းတရားကိုကိုယ့်အတွက်ဘယ်တော့မှမထားအဲ့ဒါလို့ဒီလိုမိမိလျောက်ရောက်နေတာတွေကိုမနေမေးရအောင်သူကပြောတာဒါတွေကအမှန်တမ်းတူတောင်းတယ်အဲ့ဒါလို့တူတယ်တခဏလေးပဲတို့ပိုင်ဆိုင်မှုဆိုတာခဏလေးပဲလို့အသက်ဆိုတာလည်းခဏလေးပဲလို့သေးသေးချာချာအလေးနဲ့ထားစဉ်းစားပြီးတော့ကိုယ့်အတွက်အားကိုးရဖြစ်မဲ့အရာကိုလုပ်သင့်ပါတယ်ဟုတ်တယ်ဒီပိုက်ဆံကိုအကြောင်းပြုပြီးတော့ကုသိုလ်ရအောင်လုပ်ရမယ်နော်အစားအစာကိုအကြောင်းပြုပြီးတော့ကုသိုလ်ရအောင်လုပ်ရမယ်အသက်ရှင်နေတဲ့အတွင်းလေးမှာကုသိုလ်များများရအောင်ကိုယ့်အတွက်အထောက်အကူဖြစ်မဲ့ဟာကိုများများလုပ်ပါတဲ့နော်ဒါတွေမလုပ်ဖဲနဲ့တူတောင်းတဲ့အရာတွေကိုပဲတက်တက်လို့ထင်ပြီးတော့နေမယ်တတန်တရားလို့ထင်ပြီးတော့နေမယ်ဆိုလို့ရှိရင်သူတို့လိုလွဲမှားလိမ့်မယ်တဲ့ဒီပံဂိတာထအတ္တနောကိုယ့်ရဲ့အားကိုးရကုသိုလ်ကောင်းမှုတွတင်ပြီးတော့ပြင်ထားကြဖို့မှားတယ်သူတို့ကဒီပြိတ္တာရေးတဲ့ကောင်ကမှားလိုက်တယ်အဲ့ဒါလို့သိပြီဆိုလို့ရှိရင်ရေတေဧဝံပဿနံတိနရဓမ္မတကောဝိတာဓမ္မရင်းနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်ပြီးတော့ဒီအချက်ကိုကောင်းကောင်းမွန်မွန်နားလည်တဲ့ပုဂ္ဂိုလ်တိုင်းဟာတဲ့တေထာနေနပမိစ္ဆန္တိကုသိုလ်ကောင်းမှုဒါနကောင်းမှု၌ဘယ်တော့မှမမေ့ဘူးကိုစားတဲ့ထဲကနေပြီးရှယ်ယာလုပ်ပြီးအများကိုလှူဖို့တန်းဖို့ဆိုဘယ်တော့မှမမေ့ဘူးတဲ့တုတ်တဝါအရဟတံဝဆောသူတော်ကောင်းတွေဘုရားယဟန္တာတွေရဲ့ဆုံးမစကားကိုနာခံမှတ်သားပြီးတော့ဒါနကောင်းမှုမှာဘယ်တော့မှမမေ့ဘူးတဲ့ဒါနဆိုတာအဓိကပဓာနတစ်ခုတင်ပြောတာသီလလည်းမမေ့ဘူးဘာဝနာလည်းမမေ့ဘူးကုသိုလ်ရေးနဲ့ပတ်သက်ပြီးတော့မမေ့ဘူးတဲ့ဒါတွေကိုလုပ်တဲ့နဲ့လို့အဲ့ဒီနောင်တရလာတဲ့ခုနကတိတ်တာကြီးနှစ်ကောင်ကကိုရင်ကိုဖြေချရင်းနဲ့အမှားစကားပြောကြလိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်တွင်သူတော်နဲ့တိတ်တာပေါင်းလို့ဒုက္ခိဘုံသားတို့ရဲ့အမှားစကားတွေဟာကိုယ့်အတွက်ကြီးမားတဲ့သင်္ကန်းစာတွေဖြစ်ပါတယ်ကြီးမားတဲ့သင်္ကန်းစာတွေတမိုးထားပြီးတော့ကိုမှတ်သားရမယ်အဓိကအချက်ကတော့မာရင်နဲ့အကုသိုလ်တရားတွေရှောင်ကျဉ်မှုမလုပ်တဲ့အကုသိုလ်တရားတွေရှောင်ကျဉ်ပြီးတော့လုပ်တဲ့ကုသိုလ်တရားတွေကြိုးစားအားထုတ်ပြီးတော့စိတ်ဖြူစင်အောင်ထားဖို့ကအရေးကြီးဆုံးဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မအချုပ်ကို
ဘုရားအဆူဆူဟောကြားတော်မူခဲ့တဲ့အဆုံးအမအတိုင်းအကုသိုလ်ကိုရှောင်ကုသိုလ်ကိုဆောင်စိတ်ဖြူစင်အောင်ထားခြင်းဖြင့်မိမိဘဝသင်္ကန်းစာရအောင်ယူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံပဝါယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်အဘိဓမ္ကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်သာစင်ထာဝရအေမြจิตာတာယာပွင့်လုံးချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဘုံလံတဝန္တာရှင်မျိုးဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်ပေဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယန္တတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်နိုင်၍နေကြပါစေကုန်သတည်း